Hello အားလုံးပဲမင်္ဂလာပါကျုပ်ကြီး vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အဖွဲ့တွေကမူတော်မြို့ထဲမှာရှိတဲ့ရေလွှဲမြောင်းလေးတစ်ခုမှာတွားရောက်ပြီးတော့အပန်းဖြေကြမယ် vlog လေးကိုတင်ပေးပါဖြစ်ပါတယ်ဗျရေထားတဲ့ရေလွှဲမြောင်းကတော့မူတော်မြို့ထဲမှာရှိတယ်ဆိုပေမဲ့လည်းနည်းနည်းလေးခေါင်တဲ့နေရာမှာရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘော်ဒါတွေစုပြီးတော့တွားရောက်အပန်းဖြေနိုင်တယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဗျနွေပူပူကာလမှာအပင်ရိတ်ကလေးရယ်စမ်းချောင်းလေးရယ်နဲ့အတူအဖွဲလိုက်သွားပြီးတော့အနားယူရတာကတော့ဘာနဲ့မှမလဲနိုင်ပါဘူးဗျရေကစားနေကြတယ်ကျွန်တော်တို့အဖွဲ့နဲ့အတူညီအကိုတို့လည်းအေးချမ်းချမ်းလေးဖြစ်သွားရအောင်ဗီဒီယိုအဆုံးထိအားပေးသွားကြပါအောင်ဗျာတက်လာတဲ့တငယ်ချင်းတွေကိုလမ်းမသိလို့သွားခေါ်နေရင်းနဲ့မှာစမ်းချောင်းတစ်ချောင်းမှာရေကစားနေကြတဲ့လူတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရှင်မျိုးကစလာလားဆရာတို့
ရီဝက်လောက်ရေကစားပြီးတော့ဘိုက်ဖြည့်နေကြပါပြီဗျပင်ရိတ်လေးနဲ့အေးလူလူစမ်းကြောင်းလေးမှာရေကစားနေရင်လည်းညနေဆောင်အချိန်ရောက်လာပြီဖြစ်တာမို့လို့လင်းလင်းချင်းချင်းနဲ့နွေ့နွေ့တွေ့တွေ့ရှိတဲ့နေရာမှာထပ်ပြီးတော့ရေသွားကစားကြဖို့နေရာရွှေ့ကြပါဗျာနွေရာသီရဲ့ပူပြင်းမှုကိုအန်တူဖို့အတွက်ကျွန်တော်တို့အဖွဲ့တွေတနားရီခွဲလောက်ရေစိမ်ခဲ့ကြပါတယ်ဗျ။သူဒီကလာတယ်။အနာချက်။နာချက်တော့ချက်။ရေနွေးပါရာဒီဥအပြင်မှာအေးပြီးဆိုရင်ရေနွေးပြီရေစတိုင်ရေစတိုင်ပဲရေတန့်ကြီးဖြစ်နေရေတန့်ကြီးအော်ဖြစ်တယ်ရောဘာဘင်းတွေထူထပ်နေတဲ့လမ်းကိုည6 နာရီလောက်မှပြန်ကြတာဖြစ်တာမို့လို့မောင်မောင်မဲမဲလေးနဲ့တမျိုးတစ်ပုံတော့ရင်ခုန်ပွဲကောင်းနေပါတယ်
ခုနလည်းပြန်ရအောင်ဒီနေ့အတွက်ခရီးစဉ်လေးကတော့ပြီးဆုံးပါပြီဗျကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ချုပ်ကြည့်ပါ